ကိုကကိုဘဝမှာဘလောက်အောင်မြင်နေပြီလဲဆိုတာကိုကိုတိုင်သိချင်တယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးအထိနားထောင်ပါအင်္ဂလိပ်စကားလည်းတတ်တယ်လို့ motivation ဆိုတဲ့စိတ်အားထက်သန်မှုတွေလည်းဒီဗီဒီယိုမှာသင်ရလိမ့်မယ်နော်ဒီဗီဒီယိုကိုဆုံးအောင်အထိနားထောင်ပါဒီမှာကိုယ်လက္ခဏာကိုဘယ်လိုကြည့်တယ်ဆိုတာကိုယ်လက္ခဏာကိုကြည့်တတ်အောင်လက္ခဏာဆရာစီသွားစရာမလိုဗေဒင်ဆရာစီသွားစရာမလိုကိုကဘယ်လောက်အောင်မြင်နေပြီလဲဆိုတာကိုယ့်ရဲ့ဘဝကိုကိုယ်တိုင်နားလည်နိုင်အောင်ဒီဗီဒီယိုမှာအင်္ဂလိပ်စကားလုံးနဲ့ရှင်းပြပေးမှာဖြစ်ပါတယ်အင်္ဂလိပ်စကားမှာတော့ with fame come criticism with fame come criticism နာမည်ကြီးမှုနဲ့အတူဝေဖန်မှုတွေပါလာတတ်ပါတယ်သင်ကနာမည်ကြီးနေပြီဆိုရင်သင်ရဲ့နောက်မှာဝေဖန်မှုတွေပါလာတော့မယ်လူတွေကသင်ကိုစားတင်ပြီးမှဝေဖန်တော့မယ်နော်သင်ကကိုယ့်အလုပ်ကိုလုပ်နေတယ်ဘယ်သူကမှလည်းဘာမှအပြစ်မတင်ဘူးကိုတီးတာကိုကပြောပြတယ်ကိုတတ်တာတွေကိုကလုံနေတယ်ဒါပေမဲ့ဘေးပေါင်းကျင်တွေကသင်ကိုဝေဖန်လာတော့မယ်အဲ့ဒါဆိုရင်မှတ်ထားတော့ငါကအောင်မြင်တဲ့ခရီးကိုတွားနေပြီကျွန်တော်ကအောင်မြင်တဲ့လမ်းကြောင်းကိုဥတည်နေပြီဆိုတာသင်နားလည်နိုင်ပြီဒီလောက်ဆိုနော်ဘာဖြစ်လို့လဲဆိုတော့နာမည်ကြီးမှုနဲ့အတူဝေဖန်မှုတွေကတခါတည်းနဲ့ပါလာတာစိတ်နာစရာမလိုစိတ်အငယ်စရာမလိုနော်စိတ်အမငယ်နဲ့အောင်မြင်နေပြီဆိုတာဒါစိတ်ထဲမှာပျော့ပျော့ရွှင်ရွှင်ရှစ်ဆိုင်ပြီးမှအလုပ်လုပ်ဒါပဲပြောချင်တယ်နံပါတ်1 success attract criticism အောင်မြင်မှုကဝေဖန်မှုတွေကိုဆွဲခေါ်လာတတ်ပါတယ် success attract criticism အောင်မြင်မှုကဝေဖန်မှုတွေကိုခေါ်လာတတ်ပါတယ်ဟောအောင်မြင်ပြီဆိုကြရိယအဲ့ဒီအောင်မြင်မှုကဝေဖန်မှုတွေကိုတခါတည်းနဲ့ခေါ်လာတာတင်းကိုဘယ်သူမှမကဲရစေပါနဲ့မဝေဖန်စေနဲ့ဆိုတဲ့စိတ်ရှိရင်တော့ဘာတစ်ခုမှအလုံးမလုံးနဲ့နင်ဘာမှမလုပ်သင့်ဘူးနင်အလုပ်လုပ်ပြီဆိုရင်နင်ကအောင်မြင်မှာအောင်မြင်တော့လူတွေကဝေဖန်လာတော့မှာဒါကအောင်မြင်မှုကဝေဖန်မှုတွေကိုတခါတည်းဆွဲခေါ်လာတာပါပဲနော်နံပါတ်3 fame bring both praise and blame နာမည်ကြီးမှုနော်နာမည်ကြီးမှုကချီးကျူးခြင်းနဲ့ပြစ်တင်ခြင်းနှမျိုးလုံးကိုယူဆောင်လာပါတယ်နော်ဒီမှာဗာပြောထားလဲနာမည်ကြီးမှုကနာမည်ကြီးနေပြီဆိုရင်အဲ့ဒီနာမည်ကြီးတဲ့သဘောတဘာဝကအရာနှစ်ခုကိုတစ်ခါတည်းခေါ်လာပါတယ်ဘာလဲဆိုတော့ praise and blame ချီးကျူးခြင်းနဲ့ပြစ်တင်ခြင်းဆိုတဲ့နှမျိုးလုံးကိုယူဆောင်လာတော့မယ်တဲ့အဲ့ဒီကြောင့်လို့သင်ကအောင်မြင်နေပြီဆိုရင်သင်ရဲ့အောင်မြင်မှုကိုလူတွေကဝမ်းသာတဲ့လူတွေရှိသလိုဝေဖန်မဲ့ကဲရဲ့မဲ့လူတွေအပြစ်တင်မဲ့လူတွေလည်းရှိလာတော့မယ်နော်အဲ့ဒီကြောင့်လို့စိတ်ကိုခိုင်မာအောင်ထားရတယ်နံပါတ်4 the more successful you become the more criticism you face အယံလာပါတဲ့စကားလုံးနော်သင်ကအောင်မြင်လာလေလူတွေကအတော့ဒီပြန်ပြောမယ်သင်ကအောင်မြင်လာလေသင်ကကဲရမှုနဲ့ပိုရင်ဆိုင်ရလေ the more successful you become the more criticism you face ကျွန်တော်တို့ကအောင်မြင်မှုများလေလူတွေရဲ့အပြစ်တင်မှုကဲရမှုဝေဖန်မှုတွေကိုပို့ပြီးမှရင်ဆိုင်ရလေအဲ့ဒါနံပါတ်4 the more successful you become the more criticism you face အောင်မြင်မှုလာတဲ့အတိုင်းအောင်မြင်တဲ့အတိုင်းသင်ကဝေဖန်မှုတွေကိုပါရင်ဆိုင်ရတော့မယ်တဲ့နော်နံပါတ်5
criticism is the price of success criticism is the price of success ဝေဖန်မှုဆိုတာအောင်မြင်မှုရဲ့တန်ဖိုးပါတဲ့နော်ဝေဖန်မှုဆိုတာကသူကတန်ဖိုးဟုတ်တယ်ကျွန်တော်တို့အောင်မြင်လာပြီအောင်မြင်မှုရဲ့တန်ဖိုးကဝေဖန်မှုပဲနော်မားရဲဆိုရင်မှစိတ်အမငယ်နဲ့မားလေရှေ့ဆက်ဖို့ပို့ပြီးမှအစဉ်ပြေလင်းပဲလူကနောက်ဆုံးတယ်ဆိုတာရှေ့ပြေဖို့တင်းကရှေ့ကိုပြေးချင်တယ်ဆိုရင်နောက်ကအများကြီးဆုတ်ရတယ်ဥပမာကျွန်တော်တို့ကရေချောင်းတစ်ချောင်းကိုကျွန်တော်တို့ကနော်တိုးဒီမောရေချောင်းပဲပြောလိုက်မယ်ကျွန်တော်တို့ဟိုဘက်ကိုခုံကြော်ချင်တယ်ဆိုကျွန်တော်တို့ဘလောက်ခုံမှလဲဆိုရင်ကျွန်တော်တို့အဲ့ဒါကိုခုံနိုင်အောင်ရှေ့ကိုဘလောက်သွားမယ်ဆိုရင်ကျွန်တော်တို့နောက်ကိုဘလောက်ဆုတ်ပေးရမယ်ဆိုတာရှိတယ်နော် criticism is the price of success ဟောဝေဖန်မှုဆိုတာအောင်မြင်မှုရဲ့တန်ဖိုးပါတဲ့နော်အဲ့ဒါကြောင့်မလို့ဝေဖန်တယ်ဆိုတာကအောင်မြင်မှုရဲ့တန်ဖိုး Number 6 Not everyone will be happy with your success Not everyone will be happy with your success လူတိုင်းတင်းရဲ့အောင်မြင်မှုကိုမပျော်ရွှင်နိုင်ပါဘူးနော်လူတိုင်းကတင်းရဲ့အောင်မြင်မှုကိုမပျော်ရွှင်နိုင်ပါဘူးနော်ကျွန်တော်တို့ကအောင်မြင်လာရင်စိတ်ဆင်းရဲတယ်ကျွန်တော်တို့ပေါင်းကြံလူတွေပိုစိတ်ဆင်းရဲလာရင်အဲ့လိုမျိုးတွေအများကြီးရှိတယ်နော်လူတိုင်းကတင်းရဲ့အောင်မြင်မှုပေါ်မှာပျော်ရွှင်နိုင်မှာမဟုတ်ဘူးအဲ့ဒီကြောင့်လို့အဲ့လိုမျိုးပုံကုန်တွေကိုဂယုဆိုင်မနေနဲ့ကိုဘာလို့တင်းတယ်ပဲမှတ်ထားလိုက်နော်ကျွန်တော်ဆိုရင်အခုလူတွေတော်တော်ကဲ့ရဲ့နေတာပဲဒီကဲ့ရဲ့မှုနဲ့ကြောက်ရင်ကျွန်တော်ဘာမှဟောလို့မရဘူးကျွန်တော် Facebook တွေ YouTube တွေအကောင့်တွေအကုန်ပိတ်ပြီးမှဒီတိုင်းနေဒါဆိုလူကတင်းကိုကဲ့ရဲ့မှလည်းမဟုတ်တီးမှလည်းမဟုတ်နော်တင်းကိုလူတွေကတီးလာတာများလာတော့အဲ့ဒီတင်းရဲ့ပရိသတ်ထဲမှာကြိုက်တဲ့လူလည်းရှိသလိုမကြိုက်တဲ့လူလည်းရှိမယ်မကြိုက်တဲ့လူကလည်းတင်းအတွက်ဆရာပဲငါတို့အတွက်ဆရာပဲတို့ဖယားမဖြစ်ခင်ယတိပေါ့နော်ယတိအလောင်းတော့သူကတပိညုတဉာဏ်တော်ကိုမရမချင်းဆိုဘယ်သူမှသူ့ကိုလက်မကြည့်ဘူးဟောတခါတည်းအသက်35နှစ်ပြည့်ပြီးမှတခါတည်းနဲ့တမန်တမုဒ္ဒဉာဏ်ကိုရတော့မယ်ဖယားဖြစ်တော့မှဆိုတာကိုတီးလိုက်တာနဲ့လူပီကမပြောနဲ့ဟိုးနတ်ပီ6ထမ်းမှနေတဲ့မာရဏတောင်လာပြီးမှဗုဒ္ဓကိုတခါတည်းနဲ့တိုက်ဖို့ကြိုးစားတာပဲဟောသူအောင်မြင်တော့မလေးဖယားဖြစ်တော့မလေးဖယားဖြစ်မှဆိုရင်တိုက်တော့မှလေငါကသူကလည်းသူတရားထိုင်တာဘယ်သူမှလာမတိုက်ဘူးနောက်ဆုံးမှဖယားဖြစ်မဲ့အရွယ်အချိန်လိုက်ရောက်လာရောတခါတည်းအပရဇိတပလင်ဆိုရင်ငါဒီနေရာကဖယားမဖြစ်မချင်းကမထတော့ဆိုမှအတိတ်ထန်လိုက်တာမာရဏတခါတည်းဟိုပရဏိမိတဝတ္တဝတ္တိဆိုတဲ့နတ်ပီယာနဲ့အဲ့ဒီနတ်ပီမှာနေတဲ့နတ်ဘယင်ကိုမာရဏပြောတာမဟုတ်နဲ့အဲ့နမှာနတ်တယောက်ရှိတယ်သူကသူ့ကိုလည်းမာရဏအဖြစ်ပြောတယ်သူကကောင်းတာလုပ်တာကိုမကြိုက်ဘူးဒီမှာတို့ဖယားလောင်းကဖယားဖြစ်ဖို့ကြိုးစားတော့မယ်ဆိုတော့တခါတည်းနဲ့ကိုအပရဇိတပလင်မှာနေလိုက်တာနဲ့လာပြီးမှတိုက်တော့တာပဲဟောအဲ့ဒါဆိုအောင်မြင်ဖို့အတွက်ဆိုတိုက်တာပဲခရစ်တော်ကိုတခါတည်းနဲ့လူတွေကနော်နာမည်ကြီးလာတော့လူတွေကတိုက်တော့တာအဲ့လိုမျိုးနော်ဒါပေမဲ့တင်ကအမှန်လုံနေတယ်ဆိုရင်တင်ရဲ့အမှန်တရားကိုတင်တည်ပြီးနောက်မှလဲလူတွေကတင်းကိုချီးမွမ်းလိုက်မယ်အဲ့ဒီကြောင့်မလို့တချို့ခွေးတွေဟောင်းတာရှိတယ်တချို့ခွေးတွေပေါ့နော်သူလည်းကောက်ရုပ်ကိုမစားဘူးနွားကိုလည်းမပေးစားဘူးအဲ့လိုမျိုးခွေးပုံစံမျိုးတချို့လူတွေရှိတယ်လူတွေကိုခွေးပြောချင်တာမဟုတ်အဲ့လိုမျိုးရှိတယ်မကြောက်နဲ့ရှစ်ဆက်လိုက်